မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Easy Get Showroom လေးကိုအမှတ်61ဆရာဆန်လန်ဆရာဆန်ဟိုတယ်ရှိ Beauty in the Box ဘေးမှာကျွန်တော်တို့ဖွင့်လိုက်ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့ဆရာဆန်လန်ဆရာဆန်ဟိုတယ်ရှိမှာ Easy Get ကုမ္ပဏီရဲ့ကိုပိုင်ငုံးဆိုင်ကိုပထမဆုံးတင်စတင်ဖွင့်လှစ်ပါတယ်ကျွန်တော်တို့ရဲ့ဆိုင်မှာတော့စသရရ50 kg 15 kg 5 kg နဲ့မိဖို့လေးအစားအားလုံးအဆင်ပြေအောင်စီစဉ်ထားပါတယ်ကိုပိုင်အိမ်လေးတွေကိုလည်းပဲကျွန်တော်တို့အဖွဲ့တွေနဲ့လိုက်ပြီးတော့အိမ်ရောက်စနစ်ပို့တဲ့စနစ်ကိုဆောင်ရွက်ထားပါတယ်ကျွန်တော်တို့ရဲ့ gas ကတော့ကိုပိုင်စိတ်ကန်းဒီလိုမှာကိုပိုင်တာမနယ်နဲ့ကိုပိုင်စိတ်ကန်းမှာရှိတဲ့ကျက်နေတဲ့တူလောင်ပြီးတော့စိတ်တိုင်းကြဖြန့်ကြည့်ပေးတဲ့အတွက် gas ကာလီလည်းကောင်းပါတယ်ပစ္စည်းအရေးသွေးဦးစားပေးပြီးတော့တင်သွင်းပါတယ်နောက်သုံးတဲ့ material တွေအနေနဲ့ကလည်း international SOP တွေအရ safety ဘိုင်းကိုဦးစားပေးပြီးတော့တုံးထားတဲ့အတွက်လွယ်ကူစွာတုံးနိုင်တယ်လို့ safety တွေနဲ့လည်းစိတ်ချရပါတယ်ဘားတွေအနေနဲ့ဆိုလို့ရှိရင်ဘားကိုဖွင့်ထားတော့လည်းပဲအထက်က gas မထွက်အောင်လို့အတွက်ဒီဘားမှာ safety system ထည့်ထားတဲ့အတွက်လုံးဝလုံကြီးစိတ်ချရတယ်ဆိုတဲ့အကြောင်းပြောလိုပါတယ် standard အနေနဲ့ကအိုးအပြေထား3ကြိုးသုံးထားပါတယ်ဒါကတော့အိမ်သုံးလေးတွေဖြစ်တဲ့ 5kg အိုးလေးတွေဖြစ်ပါတယ်ဒါကတော့ 15kg အိုးဖြစ်ပါတယ်ဒါကတော့ 50kg အိုးဖြစ်ပါတယ်เนาะ standard အနေနဲ့ကျွန်တော်ဒီ3မျိုး3စားကိုခြံပြီးမြောင်းချလေးရရှိပါတယ်တော်တော်တက်ကျွန်တော်တို့ဒီနေ့ဖွင့်ဝင်းလေးရစပြီးတပတ်တွင်းဝယ်ယူတဲ့ customer တွေကအယောက်100ကိုကျွန်တော်တို့ဘက်ကနေပြီးတော့အရန်တန်တဲ့ short သေးတွေအပြင်ကျွန်တော် Easy Get ကနေပြီးတော့မြစ်တာလက်ဆောင်လေးတွေကျွန်တော်တို့စီစဉ်ပေးထားပါတယ်ခင်ဗျာ